ဒီကိုမင်္ဂလာပါကိုကြီးမင်္ဂလာပါကိုဟုတ်ဟုတ်မင်္ဂလာပါကိုဒီကဟုတ်မတွေ့ရကြရင်နော်ဒီလိုလဲကျွန်တော် ဟုတ်တယ် podcast လောက်တာလဲကြာပြီပေါ့နော်ဒီလိုတွေ ဟုတ်တယ်ကို podcast လောက်ပြီးတော့ဒါဆွေးနွေးရတာလဲတော်တော်ကြာနေနည်းပြင်းလာကြာတခါကြာဟုတ်လဲပါဟုတ်ပါတကယ်တမ်းဆိုတာပတ်ကျွန်တော်တိုင်းလုပ်တဲ့နဲ့ပတ်စင်းနေတိုင်းလေးလုပ်ကောင်းမခက်ပြင်ဖို့လိုက်ပါဘူးဗျာကောင်းတယ်ကိုပတ်တိုင်းလေးလုပ်ပြင်ဖို့ကောင်းတယ်နော်ကျွန်တော်တို့အေးပါအပတ်တိုင်းလုပ်ပြင်တော့ပိုကောင်းတာပေါ့ကိုပွဲရှိရင်တော့ပွဲရှိတဲ့အတိုင်းပေါ့နော်ပွဲဟုတ်မရှိရင်လည်းဘလို့အကြောင်းအရာလေးတွေသွားမလဲပေါ့အဲ့လိုဟာမျိုးလေးတွေဟုတ်ကဲ့လုပ်ဟုတ်ရင်တော့ပိုကောင်းတာပေါ့ဗျာဒီနေ့ကိုတဲနဲ့ကျွန်တော်ဆွေးနွေးသွားမှာတော့ဒါလက်ဖြန်တဲပွဲကြီးပေါ့နော်အားလုံးလည်းသိကြတယ်ဒါကြောင်မီမန္တလေးကကြောင်မီကွင်းမှာဒါတဲပွဲရှိရပေါ့နော်ကျောင်းဆရာဂျွန်စောချလွန်းဖို့ဟုတ်ကဲ့ချက်လီချလွန်းဖို့ဆိုတဲ့တမုတ်ဆိုးနဲ့ကျောင်းဆရာတို့တင်းရဲ့ဒါတဲပွဲကြီးပေါ့နော်အားလုံးလည်းကြဟုတ်ကဲ့ည့်ကျင်ကြပြီးတော့ဒါရင်ခုန်ကြရလဲပါတယ်ပေါ့နော်ဒီပွဲလေးမှာ तू ကစီမင်းကတော့တတ်မှတ်ထားရကိုတဲ့ရပိုက်က9ပေနဲ့ပါစားအောက်ခံကျော်စားဘက်နှစ်ဖက်ကအောက်ထိုးအဖွင့်ပေါ့နော်ခုံထိုးပိတ်မယ်ခေါင်းချုပ်ပိတ်မယ်3ပေစီမကျော်ပါပေါ့နော် ဟုတ်အဲ့လိုမျိုးလေးရှိရပါတော့ဒီပွဲရဲ့အပြင်မှာတော့ကိုတဲ့အနေနဲ့ကဒီနှစ်သင်းကိုဒါနည်းနည်းလေးသုံးသပ်ပေးပါအောင်ကိုတဲ့ဒီကျောင်းဆရာတို့အသင်းအရင်ဆုံးသုံးသပ်ပါဒါကိုကျောင်းဆရာဆိုတာကိုတဲ့နဲ့တော်တော်လေးရင်းနှီးကျွမ်းဝင်ပြီးတော့ကိုတဲ့ကိုယ်တိုင်ထွေးနေဆင်းပေးခဲ့တာလေးရှိတယ်လို့ဒါရန်ကုန်မှာလည်းရန်ကုန်သားလေးရင်းတူတူဒါအများနဲ့စုံတွေ့ဆော့ကစားနေတယ်တွေ့ရတယ်ကျောင်းဆရာနဲ့ဂျွန်စောတွဲလေးကိုနည်းနည်းလေးဒါကိုတဲ့အနေနဲ့နည်းနည်းလေးပြောပြပေးပါအောင်နော်အဲ့ဒီတွဲဆိုင်လေးကိုဟုတ်ကဲ့ဒီကတော့ကျွန်တော်ဒီဘက်တစ်ချက်ရန်ကုန်ဘက်ပေါ့နော်ရန်ကုန်မန်းလေးဖြစ်သွားတာပေါ့နော်ဟုတ်တယ်ဟုတ်တကယ်ရန်ကုန်မန်းလေးပေါ့နော်ရန်ကုန်မန်းအေးပေါ့မဟုတ်လေမဟုတ်အတွဲဆိုင်အောင်ပြောတာလေတွဲရန်ကုန်ဆိုင်ဆိုင်ပေါ့နဲ့မန်းလေးဆိုင်နဲ့ဖြစ်သွားဟုတ်တယ်ကျောင်းဆရာနဲ့ဂျွန်စောနဲ့အတွဲမှာကြတော့အဓိကကတော့စာပေကိုတော့ဂျွန်စောရဲ့စာပေကတော့အဓိချုပ်ကစာပေပထမတစ်ချက်ကစာပေအတိုက်အနေနဲ့ဂျွန်စောစာပေအတိုက်ကပထမဂျွန်စောဆုံးသွားမယ်လို့ကျွန်တော်ကသုံးသပ်မိတယ်ဂျွန်စောချုပ်ပွဲပေါ့ဂျွန်စောချုပ်ချင်းပါပဲစားပဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဂျွန်စောရဲ့ဒါခြေကုံပြောင်းတဲ့ချုပ်ပေါ့နော်ဂျွန်စောရဲ့ချုပ်ကလည်းသူကနေရာတွေရောက်တယ်အနောက်ကျော်ထိုးနိုင်တယ်လိုင်းနဲ့ထိုးပေးနိုင်တယ်အရှိဇွဲတောင်းနှစ်တောက်ကိုသူကဘေညာ crossing ပြန်ဖြတ်ပြီးတော့လေထိုးပေးနိုင်တယ်ဆိုတော့ချုပ်ထဲမှာဗျာအလုတ်တော်တော်ရှုပ်စီတဲ့ချုပ်ပေါ့နော်ဟုတ်တယ်ဂျွန်စောကချုပ်တော်မများတော့ကောင်းပါတယ်သူ့ရဲ့ချုပ်ကကျွန်တော်ပြီးခဲ့တဲ့39ကွင်းမှာလည်းကြည်ဘူးတယ်သိရမလားဟိုရင်တော့ကလေ39ကွင်းမှာပြန်ခွဲလို့တော့ကလည်းဟုတ်သူ့ရဲ့ချုပ်ကတော့နောက်တစ်ခုကကျွန်တော်တို့ဒီချုပ်ကကြတော့ဘယ်ချုပ်ညာချုပ်တွေတော်တော်များကြတယ်ဒါပေမဲ့ဂျွန်ဆိုရဲ့ချုပ်ကကြတော့သူအောက်ကနေပြီးတော့ခြေကုံပိတ်ချုပ်ဖြစ်တယ်နောက်ကိုပြောင်းပြန်လဲစေတဲ့ချုပ်ဆိုတော့ဖမ်းရတဲ့လူတော့ကိုတော့အန်ဒီရတော့များစီတယ်တော်တော်အလို့ရှုပ်စေတဲ့ဟာအဲ့တော့ဂျွန်ဆိုရဲ့ချုပ်ကတော့ချစ်လုံးမိုဂျက်လီတို့ကိုတော့နောက်ဆုံးလုံးဝမပေါက်သွားရင်တော့မှပဲအနည်းဆုံးတော့သူတို့တော့ရိုင်ထိုးနေတယ်နည်းနည်းရိုင်ပေါ့ဘာလို့ဆိုသူကဆိုတော့ရိုင်တာများလာလို့ရှိရင်မှားတာများသွားနိုင်တယ်ဟုတ်ကျွန်တော်ဒီ defense အနေနဲ့ကြတော့လေကျောင်းဆရာရဲ့ဘယ်လိုင်းကိုတော့ကျောင်းဆရာကအခုဆိုရင်တော့ပို့ပြီးတော့ကောင်းလာတယ်ကျောင်းဆရာဘယ်တွေကပိုကောင်းလာတယ်ပဲเนาะပိုကောင်းလာတယ်နောက်တစ်ချက်ကညာကလည်းကောင်းတယ်ဂျွန်စောကလည်းကွင်းရဲ့သုံးပုံနှစ်ပုံလုံးကိုဂျွန်စောကခေါင်းလိုက်ခုပေးနိုင်တဲ့အားကလည်းဂျွန်စောရဲ့ defense အားကလည်းမနှဲဘူးပေါ့เนาะဆိုတော့အဲ့တော့ဒီ defense ဘိုင်းကကျွန်တော်တို့ကပြန်တွက်မယ်ဆိုလို့ရှိရင်ဒီနှစ်ယောက်သားကိုပြန်တွက်မယ်ဆိုတော့ defense ဘိုင်းကတော်တော်လုံနေတယ်ဗျနောက်တစ်ချက်ကသူတို့မှာ confidence ကတော်တော်လေးကိုကောင်းနေပြီဒီအတွဲဆိုင်ကသူတို့ရဲ့ယုံကြည်တဲ့သူတို့ကိုသူတို့ယုံကြည်မှုအားကတော်တော်လေးကိုကောင်းနေတယ်ဘာလို့ကောင်းနေလဲဆိုတော့ပြီးခဲ့တဲ့ယူရီးယားမှာတွားကစားတဲ့ပွဲမှာဆိုလို့ရှိရင်ဒါသူတို့ကနိုင်ရရှိခဲ့တယ်ယူရီးယားထိုးတဲ့ကျွန်တော်ဒီမှာမြန်မာအခေါ်ပေါ်ဆိုလက်နက်ကြီးပေါ့ဗျာလက်နက်ကြီးနဲ့ထူးတဲ့စာပစ်တွေတော့မှပဲဂျွန်စောနဲ့ကျောင်းဆရာနဲ့အသားကောလုံးင်းကောင်းကြီးကို နော် defense ကစားပြီးတော့ဟုတ် ဂျွန်စောရဲ့ချုပ်နေပဲလှုပ်ရှုပ်စေခဲ့တဲ့ပွဲပေါ့နော်နိုင်ရရှိထားတယ်ဆိုတော့ပြောမယ်ဆိုတော့ကစားသမားဗျာသူတို့ကိုသူတို့ယုံကြည်မှုတအားဟိုဖြစ်နေပြီယုံကြည်မှုတအားကောင်းနေပြီဆိုတော့ဒီပထမတစ်ချက်ကကျွန်တော်ပါဝါတိုက်အဖြစ်ပြန်ကြည့်မယ်ဆိုလို့ချင်လုံးကိုရိုမနဲ့ကျောင်းဆရာတို့ဘက်မှာပါဝါတိုက်အဖြစ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အငယ်3ယောက်ဖြစ်တယ်ကျောင်းဆရာတော့အသက်ကြီးပိုင်းဖြစ်တယ်30ကျော်ပေါ့နော်35 39 38ပေါ့အဲ့ပိုင်းဖြစ်တယ်ပါဝါတိုက်အဖြစ်ကတော့တိတ်တော့မကွာဘူးကစားတာဒီ defense ပိုင်းကြတော့ကျောင်းဆရာတို့ဘက်ကနည်းနည်းလေးသွားတာနေမယ်ကျောင်းဆရာတို့ဘက်ကသွားတာနေမယ်ဂျွန်စောရဲ့ချုပ်စားပေးအလုံးမလို့ဆိုရင်တော့အပြောင်းလဲအနေနဲ့တော့ဒါကျောင်းဆရာစားပေးတွေကဝင်ပြီးတော့မှွေနောက်တာလေးတော့ရှိမယ်ဟုတ်ကဲ့ကိုဒါအကြောင်းဆရာတို့ဘက်ကပေါ့နော်တစ်ဖက်တနည်းကြတစ်ဖက်ကကြည့်ရမယ်ဆိုရင်လည်းဒါတမုတ်ဆိုးအနေနဲ့မုတ်ဆိုးကလပ်အနေနဲ့ပေါ့နော်သူတို့အုပ်ကြီးတို့အနေနဲ့ကတော့ဒါတော်တော်လေးပြင်ဆင်ထားပုံရတယ်ဗျသူတို့လည်း
training တော့ဒါ training လောက်တာတွေပါတယ်ဆိုရင်သူတို့တော်တော်လေးသူတို့ကအိမ်ကိုပိုင်ကွင်းလည်းရှိရကိုရကိုပိုင်ကွင်းလည်းရှိရ ဟုတ် ကို ပါ ပိုင်ကိုသူတို့နေရလဲတူအိုင်နာမှာနေတဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒါ training နေတိုင်းဆင်းတာတွေလည်းရှိရသူတို့အရင်တော့ဆိုရင်သူတို့ကွင်းမှာ2-3ပဲတောင်းဆိုတဲ့နေရာမှာဒီချိန်မနေ့ဖြန်တို့ပွဲမျိုးမှာ2-2ဆိုတဲ့ဒါတည်လိုက်တဲ့ဟာကြီးကလည်းနည်းနည်းအံ့ဩစရာကောင်းတယ်နော်ကိုဘာလို့ဆိုတော့ ဟုတ်တယ်ကို ဒီလိုမျိုးကျောင်းဆရာဂျွန်စောဆိုပြီးတော့တောက်လျှောက်နိုင်လာပြီးတော့အကုန်လုံးဒါတော့ဒီထားပါတော့တွဲဆိုင်ညီနေတဲ့အတွဲယူမှာချလွတ်မို့ဂျက်လီဆိုတဲ့အတွဲဆိုင်ထားပါတော့သူ့ရဲ့ကစားသမားပေါ်ယုံကြည်မှုဒါတမုံဆိုးကလပ်ရဲ့ကစားသမားပေါ်ယုံကြည်မှုပေါ့နော်သူတို့ရဲ့အတွဲဆိုင်ကိုနှစ်ယောက်နဲ့တိတ်လိုက်တဲ့ဟာကတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်မြင်တယ်ကိုအဲ့ဒီချက်တော့ စိတ်ဝင်စားစရာတော့ကောင်းပါတယ်ကိုပွဲတဲလိုက်တဲ့ပုံစံအနေထားရလဲတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နောက်တစ်ချက်ကဟောပေါ့နော်ကျွန်တော်ပြောချင်တာလေးပေါ့နော်ကျွန်တော်ကိုဂျက်လီတို့နဲ့ပတ်သက်ပြီးတော့ကိုနဲ့ကျွန်တော်နဲ့ဟိုပြီးခဲ့တဲ့3-4 လလောက်3-4 လလောက်ကနော်တစ်ခေါက်နော်ဒီလိုမျိုးပွဲသုံးသက်တာလေးလုပ်ဘူးလေနော်လုပ်ဘူးတဲ့အခါမှာကျွန်တော်တို့ဂျက်လီတို့ဒီတမို့ဆိုးပေါ့ဗျာတမို့ဆိုးကလပ်အနေနဲ့တော့အာတီတိုကိုနိုင်သွားပြီးတဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့သူတို့ရဲ့ upgrade တွေကိုထပ်မြင့်မှုလိုတယ်သူတို့ရဲ့ပုံရိပ်တွေကိုထပ်မြင့်မှုလိုတယ်ကစားသမားတွေအရေးသွေးတွေကိုထပ်ပြီးတော့ဆွဲဆက်မှုလိုတယ်ဆိုတာလေးကျွန်တော်အဲ့တော့ကျွန်တော်ထည့်ပြီးတော့ပြောခဲ့ဘူးလေနော်ဟုတ်ကဲ့ဟုတ်အဲ့တော့ဘာဖြစ်ဖြစ်အဲ့လိုပြောခဲ့တာကနေပြီးတော့အခုဆွမ်းတော့ကိုတီးကပြောတဲ့ဒီအတွဲဆိုင်ကိုကောက်ကွာနေငါကြီးစိန်ခေါ်ဘယ်လိုခေါ်မလဲစိန်ခေါ်တယ်လို့တော့မသုံးချင်ဘူးပေါ့ဗျာကစားသမားတွေချင်းချင်းဆိုတော့ကောက်ကွာနေငါကြီးတည်ပြီးတော့ထကစားတဲ့ခါကြတော့လေဒါကတမို့ဆိုးအနေနဲ့ average မြင့်လိုက်တဲ့ပုံစံကြီးကတော့ပြောရမယ်ကြောက်ခမန်းလိလိပေါ့ဗျာနော်ဟုတ်ကဲ့ကိုဒါလည်းအရင်တော့လည်းရှိခဲ့ပါတယ်အရင်တော့ကဒီကျောင်းတိုက်မျိုးလေးတို့ခစ်ထလာတဲ့အချိန်မှာကျောင်းတိုက်မျိုးလေးဆိုပြီးဖြစ်လာတဲ့အချိန်မှာလည်းဒါဒီထားပါတော့ကွာတီတိုတို့ဟာမျိုးတွေနဲ့ထားပါတော့အတွဲဆိုင်တွေလေသုံးကောင်ပေါင်းနဲ့တည်ခဲ့တဲ့ဟာတွေလည်းရှေ့မှာတရကားတွေတော့ရှိခဲ့ဒီလိုမျိုးစော့မှသာလည်းကျွန်တော်တို့ကဖြည်းဖြည်းနဲ့လူကစားသမားတွေကပို့တိုးတက်ပြီးတော့ဒါပို့ပြီးတော့ချိကောင်းတဲ့ခြေပွဲတွေလည်းမြင်ရမှာပေါ့ပရိသတ်ကလည်းသိရမှာဒါကလည်းအရင်ကလေးကိုတယ်ပြောသလိုအရင်ကလေးကလည်းဒီလိုမျိုးစော့သေးခြင်းနဲ့ဒီလိုမျိုးတွေဖြစ်လာသေးခြင်းနဲ့ပေါ့နော်ခုချိန်မှာတမုံစုကလည်းဒါသူတို့ဖြစ်လာနိုင်လိမ့်မယ်လို့ထင်လို့သူတို့လည်းဒါပြန်ပြီးစပြီးတော့ဒါပွဲခြေလန်းစလန်းတာပေါ့ကိုရပြောရမယ်ဆိုဒီလောကဟုတ်ပါတယ်ဟိုခြေလန်းစလန်းတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ချက်ကသူတို့တယောက်ကြီးချလွန်းဘိုရဲ့တယောက်ကြီးចောင်းဆရာနဲ့တဲပွဲကလည်းဖြစ်မလာနိုင်ဘူးလို့တော့ပြောလို့မရဘူးဒီပွဲချင်းတွေပေါ်မူတည်ပြီးတော့ဖြည်းဖြည်းနဲ့လည်းဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်ယူဆတယ်ဗျာနော်အဲ့လိုမျိုးပေါ့မှန်ပါတယ်ကိုမှန်ပါတယ်ကျွန်တော်တို့ဒီတွဲဆိုင်တွေအနေနဲ့ကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာပေါ့နော်အဲ့လားဟိုလက်ရှိကတော့ပွဲတော်များများထွက်နေတာချလွန်းဘိုကတော့သူ့ရဲ့လေ့ကျင့်မှုအားတွေနဲ့ဒါကသူ့ကိုယ်သူလည်းယုံကြည်မှုအကောင်းကောင်းနဲ့ပွဲထွက်လာခဲ့တယ်ထိုနည်းတူစွာပဲပွဲလေးတွေပေါ်လိုက်ပြောင်းလိုက်ဖြစ်တဲ့ဂျက်လီကလည်းဘလောက်တော့မှပဲသူတို့ရဲ့ဒီဒမိုဆုကလပ်ပိုင်ရှင်ရဲ့ဒီ train ပေးတဲ့အောက်မှာဘလောက်တော့သွားထားလဲဆိုတာလေကျွန်တော်တို့ကမသိရသေးဘူးဗျာနော်ဟုတ်တယ်ပြီးခဲ့တဲ့ဒီအရင်ရပိုင်းလောက်မှာတော့သူတို့ဒီတဲပွဲလေးစောကြတယ်ကိုရကြောင်မီကွင်းမှာချလွန်းမို့ဂျက်လီယာဒီခေချောင်းတောင်းနဲ့တဲပွဲစောကြတယ်ပြီးရင်နောက်တစ်ချက်ကကျောင်းဆရာတို့ကလည်းဒါကျောင်းဆရာကျော်စောကလည်းဟိုဘက်ပတန်တို့ဘာလို့လဲစောကြရပေါ့နော်ဒီလိုလေးကြောင်မီကွင်းမှာသူတို့ဒါပြောရမယ်ဆိုဒါသူတို့တဲပွဲပုံစံကြီးမဟုတ်တော့သူတို့အရင်လာမဲ့တဲပွဲအတွက်ပို့ပြီးတော့ဒါကွင်းကိုတားကြအောင်ဒါစပါတင်ဆွဲတဲ့ပုံစံမျိုးလို့ကျွန်တော်ကမြင်တယ်ကိုသိရမလားကျွန်တော်ဘလုံးပွဲပါကျွန်တော်ကန်ပြီဆိုရင်ကိုရစပါတင်ဆွဲကြရတယ်သိရမလားစပါတင်ဆွဲတစ်ဖက်တင်းနဲ့အဲ့လိုစပါတင်ဆွဲတဲ့ပုံစံမျိုးတော့ကျွန်တော်တို့အဲ့အရှိပွဲတွေကအဲ့လိုမြင်တယ်ဗောနော်အရှိပွဲတွေမှာသူတို့စော်ကစားတဲ့ခြေစွမ်းတွေကလည်းဒါပုံမှန်မဟုတ်သေးဘူးလို့တော့မြင်တယ်အဲ့ကြောင့်မို့လက်ဖြတ်တဲပွဲမှာတော့ဘယ်လိုမျိုးလာမလဲဆိုတော့နှစ်ဖက်သင်းတော့ကဘယ်လိုလာမလဲဆိုတော့ဒါတော်တော်လေးတော့စိတ်ဝင်စားနေသိရမလားရင်ကုန်နေပြီဗောသိရမလားအဲ့လိုဗောဟုတ်ပါဘူးဒါပေမဲ့ချင်းလုံးဘိုတို့ကတော့ဒီကြောင်မီကွင်းကတော့အခုအရန်ကြီးတော့အစမ်းကြီးတော့မဟုတ်တော့ဘူးဒါသူတို့ရဲ့ဒုတိယအိမ်ကွင်းလို့လည်းပြောလို့ရတယ်နော်ဟုတ်ကဲ့အဲ့ဒီမှာခြေချတာကတော်တော်များများရှိတယ်လေချင်းလုံးဘိုနဲ့ဂျက်လီခြေချဖြစ်တယ်ချင်းလုံးဘိုပေါ့နော်ကျွန်တော်ဒီတမို့ဆိုးအနေနဲ့ကတော့တမို့ဆိုးဘက်လေးကိုကျွန်တော်တစ်ချက်လေးပြောချင်တာကတမို့ဆိုးအနေနဲ့ကတော့ချင်းလုံးဘိုကတော့စာပေအတိုက်တွေကတော့တော်တော်ကောင်းလာတယ်စာပေအတိုက်တွေတော်တော်ကောင်းလာတယ်ပုတ်ချင်းဟုတ်တယ်ပို့ကောင်းလာတယ်ဘယ်လိုင်းထိုးတဲ့ထိုးချင်းတွေလိုင်းနဲ့ထည့်ရည်လည်းကောင်းလာရနော်ဟုတ်ဘယ်လိုင်းထိုးတဲ့ထိုးချင်းတွေကောင်းမွန်တယ်လို့နောက်တစ်ခုကချလုံးဘိုကိုနည်းနည်းလေးဟိုဟာဂယူးဆက်ရမှာကျွန်တော်ဒီចောင်းဆရာတို့အနေနဲ့ပေါ့နော်ဂယူးဆက်ရမှာကဘာဂယူးဆက်ရမလဲဆိုလို့ရှိရင်ကျွန်တော်ချလုံးဘိုကချင်းကင်ပြီးသွားတာနဲ့သူက
တော်များများချင်းကင်ပြီးတာနဲ့လက်ရက်လှုပ်ပြီးတခါလဲတန်းထိုးတယ်မဟုတ်ဘူး तू ကချင်းကိုဇက်ဆိုတစ်ချက်ပြလိုက်တယ်ပြပြီးမှ तू ကပြန်လိုက်ထိုးတာဖြစ်တယ်တဲ့အဲ့ဒီရဲ့တစ်စက္ကန့်2စက္ကန့်လောက်အရွှေ့လေးမှာပဲ तू က तू လိုချင်တဲ့ဘယ်လိုင်းထိုးတာနဲ့ဂျားတဲ့ထိုးတာနဲ့ပုတ်ချင်းလှုပ်တာနဲ့ तू သုံးမျိုး तू ကပြန်ပြီးတော့ခွဲသွားတာတွေကိုလေကျွန်တော်သတိထားမိတယ်ဗျဒီသတိထားမိ तू စော့တဲ့ပွဲလေးတွေပါနော်သတိထားမိတယ်အဲ့တော့ကျောင်းဆရာတို့အနေနဲ့ကတော့ဒါကိုနည်းနည်းလေးသူတို့ဂရုစိုက်ရလိမ့်မယ်ဘယ်လိုင်းဆိုပြီးတော့လူရဲ့ဒီ body fake ကိုကြည့်ပြီးတော့ဘယ်လိုင်းဆိုပြီးတော့အရွှေ့မှာချလုံးဘောကချင်းကလက်ထက်ကမလွတ်ရသေးဘူးတစ်ဖက်ကစားသမားအရွှေ့မှာလွတ်တဲ့နေရာညာတို့ညာတို့မဟုတ်ဘယ်လိုင်းပုတ်ချင်းသုံးမျိုးဖြတ်ထိုးတာတွေမျိုးတယ်ဒါကျောင်းဆရာတို့အနေနဲ့ကတော့ဂရုစိုက်ရမယ်နောက်တစ်ချက်ကဂျွန်စောရဲ့ချုပ်စားပစ်ကတော့သူတို့ခေါင်းမော်တို့ဘာတို့လာရင်တော့လေဟိုပေါ့ကောင်းဟိုဘယ်လိုခေါ်မလဲဆိုတော့လေထွက်သွားနိုင်တယ်နော်နည်းနည်းလေထွက်သွားဟုတ်တယ်အရှိအဓိကတော့ဟိုအရှိတောင်းတော့အရှိဘာရီကတောင်းတော့ရဲ့နေရာတွေကို crossing တွေကန့်လက်ပြတ်ထိုးတဲ့အခါကျရင်တော့ချလုံးမို့တို့ဂျက်လီတို့အနေနဲ့ကလေအတော်လေးဂရုစိုက်ရမယ်နောက်တစ်ချက်ကဂျွန်စောရဲ့ချုပ်ကချလုံးမို့ကိုမြန်တော်တော်အလုပ်ပေးသွားနိုင်မလားလို့ကျွန်တော်စဉ်းစားတာလေတွက်မိတာဘာကြောင့်လဲဆိုလို့ချလုံးမို့ကဘဲတန်ဟုတ်တယ်နော်ညာတန်ပဲကိုsorry ချလုံးမို့ကညာတန်ဖြစ်တဲ့အလျောက်မှာကျွန်တော်ဂျွန်စောရဲ့ချုပ်ကဒီလို crossing ဒီလိုပြန်ထိုးတဲ့ချင်းတွေကတော်တော်ကောင်းတယ်ဗျဒီတဖက်ပိုင်းအားဖြစ်တော့ဂျယ်လီတို့ကလည်းဒါခေါင်းတောက်တဲ့အားတွေကပိုကောင်းတယ်ချစ်ဝင်ချစ်ပြားဖမ်းတဲ့အားကတော့ရော့တယ်ဗျဒါဒီကလေးကဟိုတုန်းထဲကဟုတ်တယ်ကိုကျွန်တော်လည်းအဲ့ချက်ပေါ့နော်ဂျွန်စောတို့အကြောင်းဆရာတို့စားပစ်ထိုးမယ်ဆိုရင်ချလွန်းပိုရှိပဲတောက်လျှောက်ထိုးနေရမဟုတ်ဘဲနဲ့အမတ်ရခြင်းတော့နည်းနည်းဂျယ်လီကိုနည်းနည်းပြောင်းထိုးနည်းနည်းပို့ပြီးတော့လှုပ်ရှုပ်စီနည်းနည်းလှုပ်ရှုပ်ပို့ရှုပ်သွားအောင်နည်းနည်းလှုပ်ပေးတင်လားပြီးတော့နောက်တစ်ချက်ကလည်းတစ်ဖက်ကတမုံဆိုးအနေနဲ့ပြန်ကြည့်ရမယ်ဆိုရင်ဂျယ်လီရဲ့ဒါဟိုခေါင်းထောက်တာမဟုတ်ဘဲနဲ့ခြေခွင်ခြေပြားထောက်တယ်ဆိုရင်အနေနဲ့အနေရှိရတဲ့အတွက်သူတို့အနေနဲ့ဒါတွေဘယ်လိုပြင်ဆင်လာမလဲဆိုတာလည်းဆက်လက်ဆောင်ကြည့်ရမှာပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်တယ်ဒါကလည်းပွဲထဲကြောက်မှာပဲမြင်ရမှာပေါ့နော်သူတို့ training ဘယ်လောက်လုပ်ထားလဲဆိုတဲ့ဟာမျိုးဟုတ်တယ်အဲ့တော့ဒီချလွန်းမို့ရဲ့စားပစ်ကိုလည်းဆောင်းတော့ကျွန်တော်ပြောတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုလည်းကျောင်းဆရာတို့အနေနဲ့ကတော့လေဂရုစိုက်တင်တယ်နောက်တစ်ခုကချလွန်းမို့ကဘာတစ်ချက်ပိုတက်လာလဲဆိုလို့ရှိရင်ဘယ်ဘက်ကနေပြီးတော့ဘယ် line ကိုပြပြီးတော့ညာတဲ့ဒီလို crossing ပြန်ဖြတ်ထိုးတဲ့ချင်းနဲ့ speed ပိုကောင်းလာတယ်ဗျနော် speed ပိုကောင်းလာတာလေးကိုလည်းကျွန်တော်ဂရုစိုက်မိတယ်သူလည်း trading ကောင်းကောင်းလုပ်ထားတယ်ကျွန်တော်သိတယ် training ကောင်းကောင်းလုပ်ထားတယ်ကန့်ဝင်နေရတယ်သိရမလားပုံမှန်အဖြစ်အပျော်ကစားတဲ့ပွဲတွေမှာတော့ပုံမှန်အဖြစ်ပြနည်းနည်းပါးပါးအဲ့လိုပြော training လုပ်တဲ့ကစားတဲ့အားတွေမှာတော့သူအဲ့လောက်ကြီးတော့ရုံးသွားတာကြီးတော့မတွေ့ဘူးဒါပေမဲ့စားပစ်ထိုးတဲ့နေရာတွေမှာအမှတ်လိုလာပြီဆိုရင်ဟိုတနေ့ကလိုမျိုးပေါ့ဗျာခေတ်ကျောင်းသားသုံးတဲ့နှစ်သုံးကစားတဲ့အချိန်မှာစားပစ်အမှတ်လိုလာပြီဆိုရင်ထိုးတဲ့ချင်းတွေပုတ်တဲ့ချင်းတွေတော်တော်ကောင်းသွားတာတွေကျွန်တော်မြင်ရတယ်ပူတိကြသတိထားမိတာလေပူတိကြလာပါပူတိကြလာတယ်အဲ့တော့အရင်ရတဲ့စာရင်ပူပြီးတော့ချလုံးဘောပူတိကြလာတယ်ချင်းကိုင်တွေပူကောင်းလာတယ်ချင်းဖန်းတွေဘယ်ညာအဖန်းတွေတော်တော်ကောင်းလာတယ်အဲ့ဒီမှာဂယူဆိုင်ရမှာအဓိကဂျက်လီပဲဒီចောင်းစားတို့ဘက်ကလည်းဒီတိုင်းပဲရန်ကုန်ဘက်ကလည်းဂျက်လီကိုပဲအဓိကထားပြီးတော့ဖိုက်တာကိုပဲအဓိကထားပြီးတော့လှုပ်ရှုပ်ဆိုတော့မှွေနှောက်သွားဖို့ဟုတ်များတယ်ဗျဟုတ်မှွေနှောက်သွားဖို့များတယ်နောက်ဆုံးအဆင့်ကဂျွန်စောစားပစ်လုံးဝမပေါက်တော့ဘူးမရိုင်တော့ဘူးဆိုမှပဲចောင်းဆရာကသူဝင်ထိုးလေထိုးလိုက်မယ်အဲ့ဒီချိန်မှာကျွန်တော်တစ်ချက်သွားကြည့်ရမှာကဂျက်လီကအရင်ကချုပ်စားပစ်ထိုးနိုင်တဲ့ကစားသမားဖြစ်တယ်အဲ့ဒါလေးကတော့ပွဲထဲရောက်မှာပဲကိုယ်မြင်ရမှာလीเนาะသူထိုးမလားမထိုးဘူးလားဆိုတာ